ဒီနေ့ကိုရင်လေးတို့ကိုဦးစဉ်မေတ္တာကမ္မထံပွားများနည်းသင်ပေးမယ်မေတ္တာပို့နည်းသင်ပေးမယ်မေတ္တာပို့တော့မယ်ဆိုရင်စိတ်အေးချမ်းဖို့လည်းလိုအပ်တယ်ဒါကြောင့်တေးတော်မဲ့နေရာကိုသွားလိုက်ပါတေးတော်တဲ့နေရာကိုရောက်ပြီဆိုရင်ကိုရင်တို့ထိုင်ဒီပဲဖြစ်ဖြစ်လဲအိတ်နေဒီပဲဖြစ်ဖြစ်ထိုင်ကုန်နဲ့ဖြစ်ဖြစ်ငြိမ်ငြိမ်သက်သက်လေးနေပြီးတော့ရင်ဒီလိုလေးတွေးလိုက်ပါမိမိဒီတော်ထဲမှာတယောက်တည်းရောက်ရှိနေသလိုတောင်ပေါ်မှာရောက်နေသလိုတိမ်ပေါ်မှာထိုင်နေသလိုတန်းကြောင်းပန်းပင်တောတောင်တိရစ္ဆာန်လေးတွေမိမိကြိုက်နှစ်သက်မဲ့နေရာလေးကိုပုံဖော်ပြီးတွေးပြီးအဲ့ဒီနေရာမှာရောက်နေသလိုတွေးလိုက်ပါအဲ့ဒီခါမှာတကယ်ရောက်သလိုခံစားလာရပြီးတော့ရင်စိတ်လေးတွေတဖြည်းဖြည်းအေးချမ်းလာပါလိမ့်မယ်စိတ်ကလေးတွေအေးချမ်းလာပြီဆိုရင်မေတ္တာပို့ကြရအောင်မေတ္တာကမ္မထံပွားများမယ်မေတ္တာပို့မယ်ဆိုရင်ဒီသုံးချက်ကိုပြုလုပ်သင့်ပါတယ်ပထမအချက်ကမိမိကိုယ်ကိုအကူအညီယူသင့်ပါတယ်မိမိကိုယ်ကိုအကူအညီဘယ်လိုယူရမလဲဆိုရင်မိမိအရင်ကမကြမ်းမမာမပျော်မရွှင်စိတ်ဆင်းရဲဖြစ်ခဲ့ဘူးတာတွေကိုပြန်တွေးလိုက်ပါပြန်တတိယလိုက်ပါပြန်လဲရှာဖွေပုံပေါ်ပြီးမိမိမကြမ်းမမာနေမကောင်းယောဂဖြစ်နေတဲ့အချိန်မပျော်မရွှင်ဖြစ်နေရတဲ့အချိန်စိတ်ညစ်နေရတဲ့အချိန်တွေပြန်ပေါ်လာပါလိမ့်မယ်နောက်ပြီးတော့ရင်မိမိပျော်ရွှင်ခဲ့တဲ့အချိန်ကြမ်းကြမ်းမာမာဖြစ်နေတဲ့အချိန်စားကောင်းတောက်ဖွယ်တွေစားတောက်ပြီးတော့ပျော်ရွှင်ကြည်နုချမ်းမာနေတဲ့အချိန်ကိုပြန်တွေးပါပြန်တရိယပါပြန်ရှာဖွေပါအဲ့ဒီခါမှာပေါ်လာပါလိမ့်မယ်အဲ့ဒီအချိန်တစ်ချိန်ကိုမှတ်ထားပြီးတော့ဒုတိယအချက်ကိုပြုလုပ်သင့်ပါတယ်ဒုတိယအချက်ကဘာလဲဆိုတော့မိမိမေတ္တာပို့မဲ့သူကိုသေသေးချာချာပုံဖော်ပါစိတ်မှာပုံပေါ်လာအောင်ပုံဖော်ပါအမေကိုဖြစ်စေအဖေကိုဖြစ်စေဘယ်သူကိုပို့ခြင်းလဲပို့ခြင်းတဲ့သူပေါ်ပြုံးရွှင်လေးနဲ့ပေါ်လာအောင်ပုံဖော်ပါသေသေးချာချာတွေးပြီးတတိယပြီးပုံဖော်ပါသူ့ပုံလေးပေါ်လာပြီဆိုရင်ပထမအချက်တွေးထားတဲ့မကြမ်းမမာမပျော်မရွှင်ဖြစ်နေတဲ့အချိန်စိတ်ဆင်းရဲနေတဲ့အချိန်ကိုပြန်တွေးလိုက်အဲ့ဒီအချိန်ကိုဖြစ်နေတယ်လို့သူမဖြစ်ပါစေနဲ့အမေမရပါစေနဲ့ဆိုတဲ့စိတ်တကယ်ကိုမရစေခြင်းနဲ့စိတ်ထားနဲ့ပြီးတော့ရင်မိမိပျော်ရွှင်တဲ့အချိန်ချမ်းချမ်းမာမာပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့အချိန်ကိုပြန်တွေးလိုက်ပါအဲ့ဒီကိုဖြစ်နေတယ်လို့ချမ်းချမ်းမာမာပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့တယ်လို့အမေလည်းရပါစေတကယ်ကိုရစေခြင်းနဲ့စိတ်ထားနဲ့မေတ္တာပို့လိုက်ပါချမ်းမာပါစေချမ်းသာပါစေချမ်းမာပါစေချမ်းသာပါစေချမ်းမာပါစေချမ်းသာပါစေသေသေးချာချာအမေပုံကိုစူးစိုက်ကြည့်ပြီးတော့ရင်နော်မိမိမကြမ်းမမာမပျော်မရွှင်စိတ်ဆင်းရဲနေတာတွေကိုပြန်တွေးလိုက်ပုံဖော်လာပြီးဆိုရင်ဒါမျိုးမရပါစေနဲ့ချမ်းချမ်းမာမာပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့အချိန်တွေကိုပြန်တွေးလိုက်ဒီနော်အမေလေးဒီလိုဖြစ်ပါစေဆိုတကယ်ကိုစိတ်ထားနဲ့မေတ္တာပို့လိုက်ပါချမ်းမာပါစေချမ်းသာပါစေချ
ချမ်းမာပါစေချမ်းသာပါစေချမ်းမာပါစေချမ်းသာပါစေအဲလိုလေးတစ်ချက်ချင်းစီဖြည်းဖြည်းမှန်မှန်လေးတွေးပြီးတော့နော်မေတ္တာပို့ပါအရင်မလိုပါနဲ့အဲလိုတစ်ချက်လေးမှန်သွားတယ်မေတ္တာမှန်မှန်ကန်ပို့လို့နိုင်သွားလို့ရှိရင်စိတ်ဒီတစ်စက္ကမှာဂတိတသိမ့်ဖြစ်ပြီးဖြစ်သွားတယ်အဲ့ဒီဂတိတသိမ့်မှာစေတနာတွေအများကြီးပါသွားတယ်နော်အဲ့ဒီစေတနာတွေထဲမှာလူဘဝကိုပြန်ဖြစ်စေမဲ့စေတနာနတ်ဘဝကိုပြန်ဖြစ်စေမဲ့စေတနာတွေမပါနိုင်ဘူးလို့မပြောနိုင်ဘူးเนาะပါဖို့ပါတယ်ဒါကြောင့်မြတ်စွာဘုရားအစရှိတော်သူတော်ကောင်းတွေကပြောတယ်เนาะမေတ္တာကိုပွားများပါအနတ်တခါရှူယုံမြပွားများယုံနဲ့တင်အကျိုးကျေးဇူးတွေများလာပြီเนาะအကျိုးတွေများလာပြီနှစ်တရာဆွန်းလူတာထက်တီလာတရက်ဆောက်တာတီလာနှစ်တရာဆောက်တာထက်အဲ့ဒီအနတ်တခါရှူယုံမြမေတ္တာပွားတဲ့အကျိုးကကြီးမားတယ်ဒါကြောင့်အထင်မသေးပဲနဲ့ဖြည်းဖြည်းမှန်မှန်လေးမှန်အောင်တစ်ချက်ချင်းစီပို့သွားတည်တယ်တချို့ကပြောကြတယ်မေတ္တာပို့ရင်ကိုယ်ပဲရတယ်တစ်ဖက်လူမရဘူးလို့ဒီစကားကနည်းနည်းစဉ်းစားဖို့တည်တယ်နော်တစ်ဖက်လူရမရဆိုတာကိုဒီစာပေတွေကိုတည်ချာလေ့လာရင်သဘောပေါက်နိုင်ပါတယ်တခါတော့ကမြတ်စွာဘုရားကိုဆဲမျိုးရွာထဲမှာဆဲပြီးလှည့်လည်နေတဲ့ပုံနာတယောက်ရှင်အာနန္ဒာကဒီအကြောင်းမြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါမြတ်စွာဘုရားကထိုပုံနာကိုစူးစိုက်ပြီးတော့မေတ္တာပို့ပေးလိုက်တဲ့အချိန်မှာထိုပုံနာဒီအမေပြောက်တဲ့နွားကလေးလိုအမေနွားမကြီးပြောက်တဲ့နွားကလေးလိုပဲเนาะချစ်ခင်စိတ်တဲ့မြတ်စွာဘုရားကိုတွေ့ချင်မြင်ချင်တဲ့စိတ်နဲ့လာပြီးရှာဖွေတယ်ကြည့်မြတ်စွာဘုရားရဲ့မေတ္တာစွမ်းကြောင့်သူ့ရဲ့စိတ်ဒီဒေါသစိတ်ကနေမေတ္တာစိတ်ပြောင်းသွားတယ်ဒါကိုကြည်ကြအဖြစ်သူ့ရဲ့စိတ်မှာတက်ရောက်တယ်ဆိုတာကိုလည်းတွေ့မြင်နိုင်ပါတယ်เนาะယုတ်တရားဆိုလည်းတက်ရောက်ပါတယ်စိတ်တပစ္စယဥဒုစယုတ်ဆိုတာရှိတယ်เนาะအဲ့ဒါမိမိရဲ့စိတ်အစွမ်းကြောင့်သူ့ရဲ့ယုတ်တရားတွေဥဒုစယုတ်တွေတွားပြီးတော့တက်ရောက်ဖြစ်နိုင်ပါတယ်เนาะဆိုပါဗျရှင်ဒီဝလိအမေတို့လိုเนาะမြတ်စွာဘုရားရဲ့မေတ္တာပို့တာမှုကြောင့်ချမ်းမာချမ်းသာဖြစ်သွားတဲ့ဇလံเนาะအများကြီးရှိပါတယ်ဒါတွေကိုသေချာခွဲချမ်းစိတ်ပြလေ့လာကြည့်လိုက်မယ်ဆိုရင်သူတို့ရဲ့စိတ်ပေါ်မှာလည်းတက်ရောက်တယ်သူတို့ရဲ့ခန္ဓာကိုယ်ရုပ်တရားပေါ်မှာလည်းတက်ရောက်နိုင်ပါတယ်ဒါပေမဲ့မိမိရဲ့မေတ္တာစိတ်ဆွမ်းအားကြီးမားဖို့တော့လိုတာပေါ့เนาะအဲ့လိုမေတ္တာပွားလို့ရှိရင်ဘာတွေအကျိုးရမလဲလူနဲ့ချစ်ခင်မယ်စောင့်ရှောက်မယ်အစိတ်ဓာတ်လက်နက်တွေကိုပြီးစေမယ်ကိုအစင်းတွေကြည်လင်မယ်ဇန်တရားတွေရမယ်ဗြဟ္မဘုံတွေရောက်မယ်တရားထုတရားမြတ်တွေရနိုင်တယ်ဆိုတဲ့မေတ္တာပို့ခြင်းရဲ့အကျိုးတွေဆိုတာအများကြီးပဲဒါကြောင့်ဦးဇင်းတို့เนาะကိုရင်လေးတို့10မိနစ်ပဲရ2မိနစ်ပဲရဟုတ်လားရတဲ့ခဏလေးမှာမေတ္တာစိတ်ကိုပို့တလိုက်ပါเนาะအကျိုးအိမ်မတန်မှများပါတယ်ဘယ်လိုလေးပို့လိုက်ရုံပဲလဲမိမိရဲ့မပြောမရွှင်မချမ်းမာယောဂဖြစ်နေတဲ့အချိန်စိတ်ညစ်နေတဲ့အချိန်ကိုပြန်တွေးပြီးရင်မှတ်ထားမိမိပျော်ရွှင်အယံပျော်ရွှင်ချမ်းမာနေလို့ကောင်းတဲ့အချိန်ကိုပြန်တွေးပေါ်လာပြီးတတိယပြီးဆိုရင်မှတ်ထားပြီးရင်မိမိမေတ္တာပို့ခြင်းတဲ့သူအမေကိုစူးဆိုင်နဲ့ခဏတော့ကစိတ်ဆင်းရဲတဲ့အချိန်မျိုးမဖြစ်ပါစေနဲ့မိမိချမ်းမာဖြစ်နေတဲ့အချိန်မျိုးဖြစ်ပါစေတကယ်ကိုဖြစ်စေခြင်းနဲ့စိတ်ထားရစေခြင်းနဲ့စိတ်ထားနဲ့မေတ္တာပို့လိုက်ရုံပါပဲချမ်းမာပါစေချမ်းသာပါစေချမ်းမာပါစေချမ်းသာပါစေချမ်းမာပါစေချမ်းသာပါစေသာဓုသာဓု